အားလုံးပဲမင်္ဂလာပါပြန်မြန်မာမှာကြိုဆိုပါရစေကျွန်တော်နာမည်တီဟာပါကျွန်တော်အခုမိတ်ဆက်ပေးခြင်းတာပေါ့နော်ဒီ watch line extra လေးရဲ့ချိန်ကြီးပေါ့နော်ဘယ်လိုချိန်ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်အသေးစိတ်ကျွန်တော် video လေးလုပ်ပေးထားပါတယ်ပေါ့နော်ဟောကျွန်တော်လည်းဒီတစ်ချက်တော့ကြည့်ပြီးပါခင်ဗျာဟုတ်ပထမဆုံးပေါ့နော်ဒီ application မှာဆိုရင်ဒီ blue မှာပါတယ်ပေါ့နော် smart watch တွေက left fit pro ပေါ့နော်နှစ်ခုပါတယ်ပေါ့နော်တချို့ smart watch တွေတော်တော်များများမှာလည်း blue ခွန်တွေမှာဒီ application လေးတွေပါတယ်ပေါ့နော်ဒီ application လေးတွေblue ခွန်လေးတွေမှာဝယ်တဲ့ခါကျတတိထားကြည့်ပေးပါတကယ် blue ခွန်မှာမပါဘူးဆိုရင်ကျွန်တော် QR code ပေါ့နော်ဒီထဲမှာ QR code ဒီမှာပါပါတယ်ဒီ site အညွှန်းစာရွက်ထဲမှာ QR code လေးပါတယ်ပေါ့နော်အဲ့ဒီတိမှ application ကချိတ်ဆက်ရတာအဆင်ပြေတယ်တချို့နိုင်တွေကြတော့ဒီ smart watch ထဲမှာapp download ဖို့အတွက် application တက်တက်ကျူကထပ်ပါသေးတယ်ပေါ့နော်တကယ်အဲ့လိုဟာတွေမပါဘူးဆိုရင်တော့ဟိုကိုကဒီဘူးခွန်မှာလည်းဟိုတေချာမသိမ်းထားဘူးအညွှန်းစာရလည်းမသိမ်းထားဘူးနိုင်ထဲမှာလည်းပေါ့နော်နိုင်ရလည်းဘယ်လိုပြောမလဲအဲထဲမှာကျူကမပါဘူးဆိုရင်တော့ချိတ်ဖို့ကနည်းနည်းခက်ခဲပါတယ်application မသိရင်ပေါ့နော်ဟုတ်ပြီကျွန်တော်ပထမဆုံးပေါ့နော်ဒီမှာ smart watch ပေါ့နော်ထဲကကျူပါဆိုတဲ့ဟာလေးတွေကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာပေါ့နော်ကျူပါလေးနော်ဒီဟာလေးကို down ပြီးလဲapp ပေါ့နော် Android ပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် down လုပ်ရတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ကချိန်ပေါ့နော်ဆိုတော့ကျွန်တော်ကချိန်မယ်ဆိုတော့ left fit pro ပေါ့နော် left fit pro နဲ့ချိန်ရတာဖြစ်တဲ့အတွက်ကျွန်တော် left fit pro ရှာ okay left fit pro ပေါ့နော်ကျွန်တော် play store က down ပြီးသွားပြီဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် play store က down ပြီးသွားပြီဖြစ်တဲ့အတွက်ပေါ့နော်တခါတည်းဟိုဖြစ်တာပေါ့နော် okay အဲ့ဆိုရင် left fit pro ရောက်ပြီးဟို single ဆိုရင်တော့ကျွန်တော်တို့သွားခိုင်းမယ်ဒီ account တွေချိန်ခိုင်းမယ်ပေါ့နော်ဒါတွေလုတ်ခိုင်းမယ်ပေါ့ကျွန်တော်ကတော့အကုန်လုံး play store က down ထားတာဖြစ်တဲ့အတွက်ဒီဟာတွေအဆင့်တွေကြော်ပြီးသွားပြီပေါ့နော် okay ဒီစချိတ်တော့မယ်ဆိုရင်ပထမဦးဆုံးပေါ့နော်ဒီကိုသွားပေါ့နော် device ကိုသွားပြီး go to band လေးနှိပ်ပြီးပေါ့နော်အဲ့မှာဒီမှာ location on ပေးရမယ်ဒီမှာ bluetooth on ပေးရမယ်ပေါ့နော် okay location နဲ့ bluetooth တွေ on ပေးမှသာနေအဆင်ပြေတာပေါ့နော်မဟုတ်ဆိုရင်မရဘူးပေါ့နော်အဲ့ဒီနည်းသတိထားပေးပါဒါပေမဲ့တချို့ဟာတွေကြတော့ဒီမှာ scan ဖတ်လို့ရတယ်ပေါ့နော် scan ဖတ်လို့ရတယ်scan ဖတ်ချင်လည်းရတယ်ပေါ့ scan မဖတ်ချင်ဘူးဆိုရင်ရတယ်ပေါ့နော်အခုဆိုကျွန်တော်အိမ်မှာနိုင်ရအများကြီးဆိုတော့အများကြီးတက်လာပြီဗျာကျွန်တော်ထင်တယ်ဒီ watch ပဲအနေနဲ့ပေါ့နော်ကျွန်တော်ချိတ်လိုက်ပြီဒါမှနိုင်ကြီးကမချိတ်သေးဘူးအချိန်မမှန်ဘူးပေါ့နော်ချိတ်သွားပြီဆိုရင်တော့အချိန်ကတော့သူ auto မှန်သွားပြီပေါ့နော်ဆိုတော့အဲ့တစ်ချက်ကြည့်ပြီးပေါ့နော်ဒီမှာအခုကချိတ်တော့ချိတ်နေပဲနိုင်နဲ့ချိတ်သွားတယ်တော့မသိဘူးပေါ့နော်โอเคဒီကောင်နဲ့ချိတ်သွားပြီဘာလို့အချိန်မှန်သွားပြီပေါ့နော်โอเคချိတ်သွားပြီဆိုတော့ဟုတ်မဟုတ်ဆိုရင်ဒီမှာကျွန်တော် file နဲ့ဒီမှာတုံခါမှုပြနေနော်โอเคဒီမှာနော်ဆိုရင်နိုင်ရတေချာပေါက်ချိတ်သွားပြီပေါ့နော်ချိတ်သွားပြီဆိုရင်โอเคဒါဆိုရင်ကျွန်တော်ဓာတ်ပုံတွေမှာရိုက်မယ်ဆိုရင်ဒီမှာပေါ့နော်โอเคကျွန်တော်ဓာတ်ပုံရိုက်မယ်ဆိုရင်ဒါလေးနှိပ်လိုက်နော်โอเคအဲ့ဒါချိန်သွားတာတေချာပါပြီချိန်သွားတာတေချာပါပြီဆိုရင်ကျွန်တော်တစ်ခုချင်းရှင်းပြပေးဖို့ပေါ့နော်ဒီမှာတော့ battery percent ပေါ့နော် battery percent ဘယ်လောက်ရှိလဲဆိုတဲ့ဟာပေါ့နော်ပထမဦးဆုံးဒီဟာကိုကျွန်တော်တို့နှိပ်မယ်ဆိုရင်ကိုလိုချင်တဲ့ဟာတွေပေါ့ဒါကဘာကြောင့်နှိပ်ရလဲဆိုတဲ့ဟာအကြောင်းပြပြပေးပေါ့နော်ဒီကောင်လေးကကြတော့ကျွန်တော်တို့ဥပမာပေါ့ကျွန်တော်တို့ message တွေ Facebook notification တွေပေါ့နော်ကိုလိုချင်တဲ့ app တွေကိုနိုင်ပေါ်မှာကျွန်တော်တို့ဒါလေး on မေးထားမယ်ဆိုရင်နိုင်မှာကျွန်တော်တို့ notification တွေတက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ call ဝင်ထွက် on မေးထားတယ် SMS on မေးထားတယ်ပေါ့နော်ဒါ WeChat တွေပါ Facebook တွေကိုကြိုက်တာတွေ on မေးလို့ရတယ်ပေါ့နော်ဒါကိုလိုချင်တဲ့ဟာတွေကိုအသုံးပြုလို့တဲ့ဟာတွေဒါ on မေးပေါ့နော် on မေးမှသာနေကျွန်တော်ဒီနိုင်မှာ again message ပို့တဲ့အခါတို့ဟို Facebook notification တို့ပါတော့တက်လာမှာပေါ့နော်ဟုတ်ပြီဒါကတော့ဒီ notification တက်ဖို့အတွက်ဒါလေး on ပေးမှာเนาะဒါကကြောင့်အလန်းပေါ့เนาะအလန်းလေးပါပြီးထားတာပေါ့ကိုတင်းတန်းဟိုအချိန်တစ်ခုခုပေါ့เนาะဒါအဲ့လိုကြီးတိတ်အရင်ကြီးပေါ့เนาะဒါလည်းကိုကျမ်းမာရေးအရာပေါ့เนาะထိုင်နေတာကြာတဲ့အခါကျရင်
ဟိုဖြစ်တယ်ဆိုတဲ့ဟာတွေဟိုဖြစ်တာပေါ့ဒါကျမ်းမာရေးတော့တုံးတာပေါ့နော်ဒါကြတော့ခုနကျွန်တော်ပြောတဲ့နာယူပြန်ရှာတာပေါ့နော်ဒါနှိမ့်လိုက်မယ်ဆိုတော့ရောက်အောက်မှာဒရီဆိုတုံနေပြီပေါ့နော်ဒီမှာဒရီဆိုတုံနေပြီဒါကြတော့ဟိုခုနပေါ့နော်ကျွန်တော်ဓာတ်ပုံရိုက်တာပေါ့ကျွန်တော်တို့အုပ်စုလိုက်ပေါ့တငယ်ချင်းနေနဲ့ပေါ့နော်ဟို selfie အမှတ်တရဓာတ်ပုံရိုက်မယ်ဆိုဖုန်းကိုထောင်ထားပြီးဒါလေးနှိမ့်လိုက်တာနဲ့ရိုက်တာပေါ့နော်အခြားလူဟိုမဖြစ်ခင်ပေါ့နော်ဒါအဲ့လိုဓာတ်ပုံရိုက်တဲ့ဟာပေါ့အခြားလူအကူအညီမလို့ပဲဓာတ်ပုံရိုက်တာပေါ့နော်ဒါကြတော့ဘယ်လိုပြောမလဲနာယူကြည့်ကြည့်ပြီးတော့เนาะနာယူကြည့်လိုက်တဲ့အခါကျအော်တိုပွင့်တာပေါ့เนาะနာယူကြည့်လိုက်တဲ့အခါမှာဥပမာပေါ့เนาะကျွန်တော်ကဟိုနာယူဒီလိုကြည့်လိုက်တာနဲ့စင်စာပွင့်တဲ့ဟာဒါအုံမိမသာနေနာယူရပွင့်တာပေါ့เนาะဥပမာပေါ့เนาะဒီကောင်ကကြတော့8နာရီရရင်22နာရီဆိုတော့ည10နာရီထိပေါ့เนาะဟိုအချိန်ပေးထားတယ်ပေါ့10နာရီပြည့်ရင် तू ကအလုံးမလုံးတော့ဘူးပေါ့เนาะဆိုတော့ကိုကြိုက်တယ်လို့ပြီးလို့ရတယ်ဒါကကိုကကိုကြိုက်တယ်လို့ချိန်ညှိပေါ့เนาะဆိုတော့24နာရီလည်းထားခြင်းနဲ့ရ00နာရီလည်းထားခြင်းနဲ့ပေါ့ထားခြင်းနဲ့ရကိုထားတဲ့ပုံမှာမူတည်တာပေါ့နော်ဒါကတော့ဟိုကိုသုံးတဲ့ပုံမှာမူတည်တာနော်โอเคနော်23နာရီဖြစ်သွားပြီဒါကတော့ကိုပုံမှာမူတည်တယ်ကိုကြိုက်သလိုထားလို့ရတာပေါ့နော်အဲ့လိုအချိန်ညှိမှလာနေနိုင်ကြီးတဲ့ခါအော်တိုဘောပွင့်မှာပေါ့နော်ဒီနားမှာခဏကြည့်ခဏဟိုလှုပ်ထားမယ်ဆိုရင်တော့နိုင်ရဟိုလှုပ်ရှားပုံမှာမူတည်ပြီးအားကုန်မြန်တယ်ပေါ့နော်အားကုန်တော့မြန်မယ်ဒါကြတော့ connect ပေါ့နော်ကျွန်တော်တို့ဖုန်း connect တွေထည့်တာပေါ့နော်ဒီမှာထည့်မယ်ဥပမာမောင်းဖြူမောင်းမင်းပါညာပေါ့နော်အဲ့လို connect မှတ်တာပေါ့နော်ဖုန်းကနည်းနည်းကြီးနေတော့ဟိုဟာဖြစ်နေတာပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီကိုပိုင် wallpaper တွေထားတာပေါ့နော်ကိုပိုင် wallpaper တွေထားတယ်ဟိုဟာဖြစ်တယ်ဒီကိုပိုင် wallpaper တွေထားဖို့အတွက်ကြာရင်ဒီမှာကြည့်သူကဒီထဲဝင်သွားတယ်နော်ကျွန်တော်မရဘူးဒီမှာ wifi ချိန်မှပဲရအောင်နောက်နေဆိုတော့ internet ရှိမှာပဲဒီ internet တို့ data တို့ရှိမှာပဲဒီမှာကိုယ့်ရဲ့ watch face တွေပေါ်လာမှာ internet data မရှိဘူးဆိုရင် watch face တွေကမပေါ်လာဘူးပေါ့နော်အဲ့လိုလေးတွေရှိတယ်ကျွန်တော် wifi မဖွင့်ရသေးတော့မပေါ်လာဘူးပေါ့နော်ခုနကျွန်တော်ပြန်ဝင်ပြမယ်နော်အခုပေါ်လာပြီတက်လာပြီပေါ့နော်ဒီအပေါ်ကကြတော့ကျွန်တော်တို့ original watch face ပေါ့နော်ကိုပိုင် wallpaper ထားခြင်းနဲ့ဆိုရင်ဒီမှာထားပါဒီမှာထားပေးပါနော်ဒီမှာထားပေးပါဒီဟာတွေကထားလို့မြဒါ original watch face တွေကိုပိုင် wallpaper ထားခြင်းနဲ့ဆိုရင်ဒီမှာတစ်ချက်ဝင်ပြီးရင်ဒီမှာ select ဆိုတာရှိတယ်ပေါ့နော် select ဆိုတဲ့ဟာမှာဥပမာကျွန်တော်ဒီပုံလေးထားနိုင်မယ်ပေါ့နော် okay ဒါလေးကိုကျွန်တော်နှိပ်မယ်ပြီးရင်ဟိုနာရီပေါ့နော်ကိုကဘလူးထားခြင်းအပေါ်ထားခြင်းလားအောက်ထားခြင်းလားဘလူးထားခြင်းလဲကိုထားခြင်းတဲ့ဟာဒီမှာပေါ့နော်နာရီကအခုရွှေ့သွားပြီပေါ့နော်ကိုထားခြင်းတဲ့ပုံမူတည်ပြီးကိုထားလို့ရကိုကျွန်တော်ဒီတိုင်းပဲထားနိုင်မယ် okay အဲ့ဆိုရင်ကျွန်တော် install လုပ်နိုင်မယ်ပေါ့နော် install လုပ်တဲ့အခါမှာဒီနားမှာအရန်အရေးကြီးတဲ့အချက်ပေါ့နော်ကျွန်တော်ပြောချင်တာကအဓိကတော့ဟိုနာရီ install လုပ်တဲ့အခါမှာ100%ပြည့်ဖို့အရေးကြီးပါတယ်100%မပြည့်ပဲမထွက်ပါနဲ့ထွက်ရင် firmware ကျတတ်တယ်အခုဆိုရင်နာရီကဒီမှာ install လုပ်နေပါပြီinstall လုပ်တဲ့ညမှာနာယူပါခလုံးမနှိပ်ပါနဲ့ဘာ power ခလုံးမနှိပ်ပါနဲ့ဘာမှမလုပ်ပါနဲ့ဒီတိုင်းလေးပဲ100%ပြည့်အောင်စောင့်ပေးပါ100%မပြည့်ပဲထွက်လိုက်ဝင်လိုက်data မကောင်းတာတို့line မကောင်းတာတို့ဆိုရင်firmware ကျတတ်တယ် firmware ကျတတ်တယ်ဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မနေ့ကကျွန်တော်ဗီဒီယိုမှာပြောသလိုက power logo ကဆက်ပြီးဘာမှမတက်တော့ဘူးပေါ့နော်အဲ့လိုလေးတွေရှိတတ်တယ်အခုကျွန်တော် install တင်နေတဲ့ဟာဖြစ်တဲ့အတွက်ဒါကို100%ပြည့်အောင်စောင့်ပေးပေါ့နော်ဒါ100%ပြည့်အောင်စောင့်ပေးပါဆိုတော့ဒီမှာ100%ပြည့်ပေါ့နော်အခု30ကျော်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်ကိုပိုင် wallpaper ထားတာပေါ့ original wallpaper ရဆိုရင်တော့ခဏလေးပဲသူက kilobyte လောက်ပဲပါတယ်ဒီကောင်လေးကျတော့ meg လောက်ဖြစ်တယ်ပေါ့နော် meg လောက်ဖြစ်တယ်မှာ file size ပေါ်မူတည်ပြီးတော့ဟိုဘယ်လိုပြောမလဲကြီးတယ်ပေါ့နော်ဒီမှာ install ပြင်နေတယ်နောက်လည်းဆိုတော့ဒီနားမှာထပ်ပြီးကျွန်တော်ပြောချင်တာကို wallpaper တင်နေတဲ့အချိန်မှာ9နာရီကပထမတစ်ချက်ကျွန်တော်တို့အားရှိလားပေါ့နော်အားရှိလားအားထိုက်တဲ့လောက်ရှိဖို့လေလို့ကိုကဒီလိုဟို wallpaper install လုပ်နေတဲ့အချိန်မှာအားမရှိပဲပါပိတ်သွားပြီဆိုရင်တော့သိကြပါတယ် firmware ကျတတ်ပါတယ်အားဒါလေးအထူးသတိပြုပါfirmware ကျဝင်ပါမှပြန်လို့မရတာမလို့ပါခင်ဗျအားဒီတခြားတော့အထူးပြုပြီးတော့ view site ပြီးလုပ်ပေးပါခင်ဗျဟုတ်ဆိုတော့ပေါ့နော်ဒီမှာအခု80ရောက်လာပြီကျွန်တော်တို့ဗီဒီယိုလေးကတော့နည်းနည်းရှည်သွားတယ်ပေါ့နော်ရှည်သွားတယ်တီးချာအသေးစိတ်လေးတွေတင်ပြီးထားတာပေါ့နော်တင်ပြီးထားတယ်နည်းရှည်ဝိုင်းတီးခံဖွင့်လုပ်ပေးပါ
ကဲခုဆိုရင်100ပြည့်သွားပြီပေါ့နော်ဒီလိုဖြစ်သွားပြီโอเคဒီမှာဆိုရင်ကိုပိုင်ဝက်ပေးပါထည့်တာဒီမှာနော်ကျွန်တော်ထားတဲ့ဟာโอเคအဲ့ဆိုရင်ဒါကိုပိုင်ဝက်ပေးပါထားနီးပေါ့နော်ဒါလည်းကျွန်တော်ပြန်ထွက်မယ်ဒါကြတော့ original wallpaper ထားတယ်ဒီကောင်လေးဆိုရင်တော့မြင်ရတယ်ပေါ့နော်ဒီကောင်လေးဆိုရင်မြင်ရတယ် shrub ပဲဒီကောင်လေးကျွန်တော်ထားမယ်ပေါ့နော်အဲဆိုတော့ဒါကြတော့ဒီက line ကောင်းဖို့လည်းလိုပါတယ် line ကောင်းဖို့လည်းလိုတယ်ပြီးတော့တစ်ဖက်မှာလောက်တဲ့အခါလေးဒီကောင်လေးကြတော့ kilobyte လေးတွေဖြစ်နေတဲ့အတွက်ကြတော့အရင်မြန်ပါတယ်ပြီးတော့ဓာတ်ပုံကလည်းကိုယ့်ရဲ့ပုံမှာမူတည်တဲ့ file size ကြီးတာတွေသေးတာတွေအဲ့လိုရှိပါတယ်ဓာတ်ပုံနဲ့ထည့်တဲ့အခါလေးတခြား view size ပေးပါ100ခိုင်နှုန်းမပြည့်ပါမထွက်ပါနဲ့ပေါ့နော်အဲဆိုရင်ကျွန်တော်အခုဒီမှာဒါလေးကoriginal ပေါ့နော် original သူ့ရဲ့ပါတဲ့ဟာလေးပေါ့နော်ကျွန်တော် wallpaper ကိုပိုင် wallpaper ရဲ့သူပါတဲ့ wallpaper ရဲ့ပေါ့ကျွန်တော်ချင်းပြပေးထားတာပေါ့နော်လုတ်ပြပေးထားတာပါဖြစ်ဒီစကြမယ်ကရိုးရဲ့အေးညာဟိုးကိုနေပါဖြစ်ဒီစကြမယ်ကဲပြည့်တော့မယ်ပေါ့နော်ဒါကတော့100ရာခိုင်နှုန်းပြည့်အောင်စောင့်ပေးပါ100ရာခိုင်နှုန်းမပြည့်ပဲမထွက်ပါနဲ့ပေါ့နော်100ရာခိုင်နှုန်းပြည့်တဲ့အထိမှ100ရာခိုင်နှုန်းပြည့်ပြီးမှတပုံပြီးမှတပုံပြီးမှတပုံပြောင်းပေးပါပေါ့နော်ကိုကခု100ရာခိုင်နှုန်းပြည့်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ဆိုဖန်ဝဲကြားတတ်ပါတယ်ဖန်ဝဲကြားရင်ဘာမှလုပ်လို့မရပါဘူးပေါ့နော်အဲဒါကြောင့်အထူးပြုပေးပါခင်ဗျဘာလို့လဲဆိုတော့အခုတို့100ရာခိုင်နှုန်းပြည့်ပြီးတပုံပြီးတပုံပြောင်းတာဘာပြဿနာမှမရှိဘူးပါ error မှမရှိပါဘူးကဲအဲဆိုရင်ကျွန်တော်ဟိုလောက်လိုက်ပြီနော်ကျောင်းဝါကြီးဒီမှာဒီပုံလေးဟိုဖြစ်တာပေါ့နော်ကျွန်တော်နှစ်ခါရှိပြီပေါ့နော်နှစ်ခါရှိပြီဆိုဗီဒီယိုကနည်းနည်းတော့ဒါကြီးပဲထပ်ပြောင်းနေတာဆိုမှားနှိမ့်မိသွားတော့အရင်ရှိသွားလိမ့်မယ်ကျွန်တော်ဒီအပိုင်းတော့နည်းနည်းဖြတ်မယ်ပေါ့နော်ချာရှိဒီလန်တဲ့မှာဆိုရင်ဒီမှာပုံပြောင်းသွားပြီပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာဒါကကိုပိုင် wallpaper ထားတာပေါ့နော်ဒါကကိုပိုင် wallpaper ထားတာဒါ reset ချတာပေါ့နော်နိုင် reset ချတာနိုင်နဲ့ဖြုတ်တာပေါ့နော်ဒီအားသားပေါ့အားသားလေးမှာဘာရှိမလဲဒါ vibrate ပေါ့နော်နိုင်ဝီဆိုလောက်တာပေါ့နော်ဒါကြတော့ application ကိုဘယ်လိုပြောရမလဲ update ဖြစ်မဖြစ်ပေါ့နော်ဒါဒီ background မှာကိုတုံးတဲ့ဖုန်းပေါ်မှာမူတည်ပြီးပဲဖုန်းနဲ့ဘာမျိုးစားလဲဘာ permission တွေပေးတာပေါ့နော်ဒါကတော့ smart watch တစ်လုံးရဲ့ဟွာပေါ့နော်ချိန်ကြီးကြီးပါဒီမှာကျကျမ်းမာရေးအရာပေါ့နော်လမ်းရှောင်တို့ဘာနှုံညာတို့ calorie တွေဘာတို့ညာတို့ဒီမှာကျ heart rate တို့ black တို့ဘာတို့ညာတို့ပေါ့နော်ဒီရင်ခိုင်းစီလို့ရပါတယ်ဒီကိုင်းနဲ့တုံးလို့ရပါတယ်ပေါ့နော် ECG တို့ဘာလို့ပေါ့နော်ပြီးရင်ဒီမှာကျလမ်းရှောင်တို့ပေါ့နော်ဒါယူလမ်းရှောင်တို့စပိန်တွေဘာဒီပါပေါ့နော်အကုန်ပါပါတယ်ဒါကတော့ကျွန်တော်တို့smart watch တစ်လုံးရဲ့ချိန်ကြီးပါဒီ Left Fit Pro ရဲ့ဒီ 19 Nr ရဲ့ချိန်ကြီးလေးဖြစ်ပါတယ်
ကျွန်တော်အခြားချိန်ကြီးတွေကိုလည်းကျွန်တော်တင်ပေးပါမယ်ချိန်ကြီးတစ်ခုပြီးတစ်ခုကျွန်တော်ဗီဒီယိုလေးတွေလာပါမယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်မှချိန်ကြီးလေးနည်းနည်းနောက်ကျသွားသည့်ရှိတော့အနည်းငယ်တောင်းပန်ပါတယ်ကျွန်တော်အကောင်းဆုံးကာရှာမာတွေကိုအကောင်းဆုံးအဆင်ပြေဖို့အတွက်ကျွန်တော်တို့ကြိုးစားပေးနေပါပေါ့နော်အဆင်မပြေတာရှိတယ်ကျွန်တော်တို့ရဲ့ Viber ဖုန်းနံပါတ်ဖြစ်စီဒီ page မှာဖြစ်စီ comment မှာပြောပြလို့ရပါတယ်ကျွန်တော်တို့အကောင်းဆုံးဖြည့်ရှင်းပေးပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်